အားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့မှာတော့ကျွန်တော်ကမကြာသေးခင်ကမှထွက်ရှိထားတဲ့စာရေးဆရာချမ်းမင်းခန့်ရဲ့တံမားတဲ့စိတ်သက်လို့ခေါ်တဲ့စာအုပ်လေးတွေကနေအကြိုက်ဆုံးစာတို့သုံးပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်အရင်ဆုံးဒီစာအုပ်လေးရဲ့အနှစ်ချုပ်သဘောမျိုးခြုံငုံပြီးပြောရမယ်ဆိုရင်တော့အဆအရရအစင်မပြေမှုတွေစိတ်ညစ်စရာတွေမျိုးစုံကိုဖျက်ဆီးနေရတဲ့အခုလိုခက်ခဲတဲ့ကာလမှာကျွန်တော်တို့လူငယ်တွေအတွက်အလိုအဆုံးအရေးအသွေးလို့ခေါ်နိုင်တဲ့တံမားတဲ့စိတ်သက်ကိုဘယ်လိုမျိုးတည်ဆောက်ရမယ်ဆိုတဲ့အကြောင်းရေးသားထားတာဖြစ်ပါတယ်ဒီစာအုပ်မှာအပိုင်း၃ပိုင်းပါဝင်ပါတယ်။အဲ့ဒါတွေကတော့အပိုင်း၁ပျော်ရွှင်မှုအပိုင်း၂ရှင်သန်မှုနဲ့အပိုင်း၃စိတ်သဘောထားတို့ဖြစ်ပါတယ်။ပျော်ရွှင်မှုအပိုင်းမှာစိတ်ချမ်းသာမှုအတွက်ဘယ်လိုယုံကြည်မှုအမှားတွေကိုဖျောက်ပြီးဘယ်လိုခံယူချက်တွေထားသင့်လဲဆိုတာနဲ့ပတ်သက်လို့ရေးသားထားပါတယ်။ရှင်သန်မှုအပိုင်းမှာတော့နေစဉ်ဘဝအတွက်အရေးကြီးတဲ့လေ့လာသင်ယူမှုနဲ့ရှင်သန်ရေးအထွေးအမြင်တွေအကြောင်းဖြစ်ပါတယ်။နောက်ဆုံးစိတ်သဘောထားအပိုင်းမှာတော့ရင်းချက်စွာနေထိုင်ဖို့လိုအပ်တဲ့စိတ်နေစိတ်ထားနဲ့ယုံကြည်မှုတွေအကြောင်းတွေပါဝင်ပါတယ်။အခွင့်အရေးခံခြင်းနဲ့စိတ်တခါကျွန်တော်တို့စိတ်ကတခုခုကိုရပိုင်ခွင့်ရှိတယ်လို့ပေါ်တခံစားရတဲ့အခါအခွင့်အရေးခံစိတ်ပေါ်လာတယ်။ဇာရေးဆရာမတ်မေဆွန်ကဒီစကားကိုဂယုမဆိုင်ခြင်းအနုပညာစာအုပ်မှာသုံးစွဲခဲ့တာပါ။ခံစားချက်တွေအဆုံးရောက်သွားတိုင်းဒီစိတ်ကဝင်ရောက်လာတာကိုငါသိတ်ကန်ဆိုးပါလားလို့ထင်တဲ့အချိန်နဲ့ကိုငါသိတ်တော်ပါလားလို့မဲ့ယူလိုက်တဲ့အချိန်မျိုးတွေမှာရတဲ့အခွင့်အရေးတစ်ခုဖြစ်ဒီစိတ်အခြေအနေဖြစ်တည်လာတာငါကဘာလို့အဆင်မပြေပါဘူးငါဘွားကိုကနှုံချလွန်းတာပါငါမှပညာမတတ်တာငါကိုဘယ်သူမှအရေးမလုပ်ကြပါဘူးလို့ထင်ပြီးစိတ်တကြတဲ့ခိုက်တန့်တွေရှိမယ်ဇက်တိုက်အဆင်မပြေတာတွေကြုံတဲ့အခါတေအထီးကျန်ဆန္ဒပဲလို့ဘဝကိုမကြေမနက်ဖြစ်လာတဲ့အခါငါ့ကိုဂရုစိုက်ပေးကြပါဖေးမကိုညီကြပါဆိုတဲ့တောင်းတမှုမျိုးတွေရင်ထဲမှာကြီးမားလိုချင်လာတတ်တယ်နောက်တစ်ဖက်မှာတော့ငါဟာတိတ်တော်တယ်အရာမှာနှံ့ဆက်တယ်ကျွမ်းကျင်တဲ့တက်တိနားလေတယ်ဒီအချက်ကြောင့်လူတွေငါ့ကိုဂရုစိုက်ကိုစိုက်ရမယ်လေးစားယူသေးရမယ်ဘာလို့လဲဆိုတော့ငါဆဆရလူတကာထက်သားလို့နေလို့ဒါမှမဟုတ်တခုခုမှတိတ်တော်လွန်းလို့ဒီအထင်မြင်တစ်ခုစလုံးကြောင့်ဖြစ်လာတဲ့တောင်းတမှုဟာတခြားသူတွေရဲ့တုံ့ပြန်မှုအပေါ်အခြေတည်ထားတယ်ငါ့ကိုသူတို့ဂရုစိုက်ကိုစိုက်ရမယ်လို့တရားယုံမှတ်ထားတာဟာအခွင့်အထူးခံခြင်းနဲ့စိတ်ပဲကောင်းတာနဲ့ပဲဖြစ်ဖြစ်မကောင်းတာနဲ့ပဲဖြစ်ဖြစ်တနည်းနဲ့တော့ငါ့ကိုရေးတူလောက်ကိုလုံးတင်နေဆိုတဲ့ယုံကြည်ချက်ပေါ့သူများရဲ့တုံ့ပြန်ပုံပေါ်လိုက်ပြီးသူတို့မှအလိုမကျတာဂျင်းနဲ့ပီတီဖြစ်တာတွေဖြစ်ကြရတယ်အသေးမဲ့ပြုမှုကိုမရအောင်လုပ်ယူကြတယ်ဒါမှလည်းသူတို့ရင်ထဲမှာသားရမှာကိုတင်တဲ့လူတွေကယူမဆိုင်ဘူးလို့ခံစားရတော့ကိုဘလောက်နှုံချအကြောင်းစင်ရဲအကြောင်းဘဝအခြေအနေစိုးကနေဖြတ်တန်းကြည့်ပြလာရတဲ့အကြောင်းတွေစုံနေအောင်ပြောပြလိမ့်မယ်အဲဒီလိုပဲသူတို့ဘလောက်တော်အကြောင်းတိအကြောင်းသူတစ်ပါးကိုကူညီခြင်းစိတ်ရှိကြောင်းမိမိဘယ်လိုကောင်းကြောင်းတွေကိုစီကာပတ်ကုန်းဖောင်ပွဲပြလိမ့်မယ်တကယ်တမ်းသူတို့ရင်ထဲမှာရည်ရွယ်တာကသူများအလေးထားဂရုစိုက်တာခံရတဲ့ရည်ရွယ်ချက်တစ်ခုတွေပဲကျွန်တော်တို့အတွက်မရှိတဲ့သောအရာဟာဘာဖြစ်မယ်ထင်တယ်လဲအဲ့ဒါဟာမျောလင်းချက်လူတိုင်းကမျောလင်းချက်နဲ့အသက်ရှင်နေတာရှင်သန်နိုင်တာလို့ပြောကြတယ်ငါချင်နေတဲ့ကောင်မလေးကတနေ့တော့ပြန်ချစ်လာမှာပါငါတနေ့တော့ပြေဆုံးကြွယ်ဝလာမှာပါတနေ့တော့ငါမိသားစုကိုအိမ်ကောင်းလေးတစ်လုံးနဲ့တင်တောင်းတင်နေထားနိုင်မှာပါစားသဖြင့်မျောလင်းကြတယ်အဲ့ဒီလိုမျောလင်းချက်အသီးသီးရှိနေလို့လေနေထိုင်ရတာအတိတ်ပဲရှိနေတာဆရာထက်သန်မှုကိုထိန်းထားနိုင်တာပဲလေဒါပေမဲ့တေချာတွေးကြည့်ပါကျွန်တော်တို့ဖြစ်ကိုဖြစ်ရမယ်လို့မျှော်လင့်ထားပြီးဖြစ်မလာတဲ့အိမ်မက်တွေနဲ့လက်တွေကြုံရတဲ့အခါဘလောက်တောင်ဝမ်းနဲ့ချီကွဲရတယ်လေဒီနေ့တော့သူငါ့ကိုချစ်လာမှာပါဆိုရက်မျှော်လင့်ချက်နဲ့ဆောင်းခဲ့ပေမဲ့နောက်ဆုံးအချိန်ထိဒီမျှော်လင့်ချက်မပြေခဲ့တော့ဘလို့ခံစားခဲ့ရတယ်လေရေကုန်ရေကန်းကြိုးစားပြီးနောက်ဆုံးအချိန်ကျအယုတ်ကျိုးပြတ်ချေမခံလာရတဲ့ရည်ရွယ်ချက်တွေပြောင်းဆုံးခဲ့ရတဲ့အတိတ်ကဖြစ်ရတွေမှာရောဘလောက်တောင်နာကျင်ကြေကွဲခဲ့ရတယ်လေပြန်တွေးကြည့်လိုက်ပါမျောလင်းချက်တွေကပဲကျွန်တော်တို့ကိုချီးနဲ့အားကုန်စေတာပဲမဟုတ်လားအခွင့်အရေးခံခြင်းစိတ်ရှိသူတွေဟာအရာရာကိုအမြဲမျောလင်းချက်ထားတယ်အရာရာတိုင်းနဲ့ပတ်သက်ရင်ရပိုင်ခွင့်ဆိုတဲ့ရှူထောင့်ကနေပဲကြည်တာမျောလင်းချက်တွေထားတာနဲနိုင်သလောက်နဲတာလေးစိတ်အေးချမ်းမှုပိုဖြစ်တည်နိုင်လေပဲသူငါကိုဘယ်တော့မှပြန်မချစ်နိုင်တော့လဲရတယ်ငါဘက်ကသာသူ့အတွက်အကောင်းဆုံးဖြစ်အောင်ဖြည့်ဆည်းပေးသွားမယ်ငါအိမ်မက်တွေအားလုံးမပြည့်စုံခြင်းနေပါစေငါဘွားကိုတော့အယိုးသားဆုံးနေမယ်ကိုကျင်တရားကိုမပြတ်အောင်ထိန်းမယ်ငါမိသားစုအတွက်ဒိုက်ဒေတာတွေနဲ့မထားနိုင်ရင်တော့တမအာစီဝါကြပြီးကိုချင်းစာစိမ့်နဲ့ကိုလုံးဆရာရှိတာကိုအကောင်းဆုံးလုံးဆောင်ရင်ဖြည့်ဆည်းပေးသွားမယ်ဆိုတဲ့ခံယူချက်တွေဒီခံယူချက်တွေမှာမျောလင်းချက်မပါဘူးကိုဘက်ကလုံပေးနိုင်မဲ့အကောင်းဆုံးကိုသာရည်ရွယ်တယ်ကိုကြောင့်သူတစ်ပါးဂျီနူပီတီဖြစ်စေမှာကိုသာလိုလားတယ်ရပိုင်ခွင့်ပေါ်မူတည်ပြီးအလုံးမလုံးဘူးကိုပါပေးနိုင်မလဲကိုပေးတာကိုအကောင်းဆုံးဖြစ်ဖို့အပေါ်ကိုပဲအာရုံစိုက်တယ်ဒါကြောင့်သူများစီကရပိုင်ခွင့်ကိုပဲကြည်တတ်တဲ့အခွင့်အထူးခံစိတ်မျိုးကိုဖျောက်ပြနိုင်အောင်ကြိုးစားတင်ပါလေကဘာပေါ်မှာအပင်ပန်းဆုံးအလုပ်လောကမှာအပင်ပန်းဆုံးအလုပ်ကကိုယ်အလိုတိုင်းအရာရာကိုဖြစ်အောင်ကြိုးစားနေမိခြင်းပဲ
အရာရာကိုထိန်းချုပ်ကြိုးကိုင်နိုင်မယ်လို့ထင်မြင်ယုံကြည်နေခြင်းပဲလူအမျိုးမျိုးမှာတယောက်ချင်းစီလိုက်မတူညီတဲ့စိတ်သဘောထားတွေရှိပါတယ်ကျွန်တော်တို့ကိုယ်တိုင်တော့ကိုနားမလည်တဲ့အတွက်ကိုလိုအပ်ချက်တွေလိုချင်တာတွေနဲ့အားသာချက်အားနည်းချက်တွေကိုတည်တည်ချာချာမသိကြတဲ့အတွက်ပဲအစင်မပြေတာတွေမကြခဏတွေးနေကြရတာပါကိုယ်စိတ်ကိုယ်တော်နားမလဲရင်သူတစ်ပါးကကိုယ်လိုတိုင်းအမြဲလိုက်မယ်လို့ယုံကြည်နေတာဟာဘယ်လောက်များမဖြစ်နိုင်တဲ့အတွေ့လဲတကယ်လို့တခါတလေအခြားသူတယောက်ကကိုပြည့်စိတ်ချင်းတို့ပြုမှုတုံးပြန်နေဆိုရင်တော့ကိုယ်စိတ်ကိုတီးလို့ဖြစ်ချင်မှဖြစ်မယ်ကျွန်တော်တို့ကိုကူညီခြင်းလို့ဟုတ်ချင်မှဟုတ်မယ်သူ့မှာတခြားအကြောင်းပြချက်တွေလည်းရှိနေနိုင်တယ်တခြားသူတွေကိုကိုမြင်သလိုမြင်စေချင်တာကိုသိသလိုသိစေချင်တာကိုတွေးသလိုတွေးစေချင်တာတွေကလူတော်များများမှရှိတဲ့ဆန္ဒပါအထူးသဖြင့်ဆေးအားလုံးကိုလုံးနေသူတွေတကယ်ချင်းမိတ်ဆွေချစ်သူတွေကြားမှာဒီခံစားချက်မျိုးရှိကြပါတယ်ကိုအတိုင်းအရာထက်တူဖြစ်စေချင်တာမျိုးပေါ့သို့ပေမဲ့သူတစ်ပါးရဲ့စိတ်ကိုကျွန်တော်တို့မပိုင်ဘူးသူတို့ကိုလုံးစေခြင်းသလိုလုံးဖြစ်အောင်တုံးအားပေးလို့ရကောင်းရမယ်မလုံးပေးပြီးခိုင်းလို့ရကောင်းရမယ်ဒါပေမဲ့အမြဲတမ်းအတွက်တော့မဖြစ်နိုင်ဘူးဆိုတာနားလည်ထားရမယ်မျောလင်းချက်တိတ်ထားလုံးတဲ့သူတွေဟာသူတစ်ပါးကိုထိန်းချုပ်လို့စိတ်ပုံများကြတယ်သူတို့မျောလင်းတာတွေဖြစ်လာစေဖို့ဘဝညင်ကလူတွေပေါ်လှည့်စားတဲ့နည်းနဲ့လှုံ့ဆော်တာတစ်ဖက်လည်းနဲ့တွန်းအားပေးတိုက်တွန်းတာတမူဖို့ပေးပြီး30ဘိုးလောက်ပြန်ကူညီပေးဖို့တာဝန်ရှိတယ်လို့ခံစားရအောင်လုပ်တာစသဖြင့်နှီးမျိုးစုံနဲ့လုပ်ကြတယ်ဘယ်လိုပဲဆိုပါစေလူစိတ်ဆိုတာအမြဲပြောင်းလဲနေတယ်ဘယ်တော့လူမှုဆက်ဆံရေးကျွမ်းကျင်သူဘာရွယ်ကျော်ဝသူဖြစ်ပါစေသူတစ်ပါးကိုလိုလိုက်အောင်အမြဲမလုပ်နိုင်ဘူးအခြေအနေတွေကိုထိန်းချုပ်ဖို့ကြိုးစားတာကပိုလို့တောင်မဖြစ်နိုင်ဘူးတချို့ဘာသာတရားတွေကကံဆိုတာစီမံထားပြီးသားလို့လက်ခံကြတယ်မွေးရာကနေတည်တဲ့အထိဘုရားသခင်ကကံကိုနဲ့ထည့်ပေးလိုက်ပြီးသားလို့မှတ်ယူကြတယ်ကျွန်တော်တို့ရဲ့တကူကြီးဘွားနဲ့ပတ်သက်လာရင်တော့အခြေအနေကောင်းတွေဖြစ်လာခြင်းကိုလုပ်တဲ့အလုပ်တွေမှာအကောင်းဆုံးဖြစ်အောင်ပဲလုပ်နိုင်မယ်ပြီးတော့ဘာသာတရားကိုလေးစားမယ်ရိုသေမယ်ကိုပေးခြင်းတဲ့အခြေအနေတွေဖြစ်လာပါစေလို့ဆုတောင်းမယ်ကိုတို့ကောင်းမှုတွေများများလုပ်မယ်ဒီလောက်ပါပဲဒါတော့ကံကောင်းမယ်လို့တရသည်မတွက်ထားနေအောင်အကောင်းဆုံးကြိုးစားပါလျက်နဲ့မအောင်မြင်တဲ့သူတွေအများကြီးပါအတန်းနဲ့ကိုကအစမ်းအစာမေးပွဲမှန်သမျှအစင်းတေးရတယ်ဆိုတိုင်းဖိုင်နယ်မှာထိတ်ဆုံးမှရှိနေမယ်လို့တရသည်မတွေးပါနဲ့မကြိုးစားနဲ့လို့မပြောဘူးနော်အရာရာကထင်ထားသလိုဖြစ်ခြင်းမှဖြစ်မယ်ကျွန်တော်တို့ဘာကြောင့်လူတွေနဲ့အခြေအနေတွေပေါ်ထိန်းချုပ်နိုင်တယ်လို့ထင်အောင်ထင်မှားဖြစ်နေကြတယ်ဆိုရက်အကြောင်းတွေကတချို့ကိုပြောပြပါမယ်ပထမဆုံးချက်ကကိုယ့်ဘောချစ်တဲ့သူတွေဟာကိုယ့်လိုကိုအမြဲလိုက်လိမ့်မယ်လို့မှတ်ယူနေတာပါခံစားချက်နဲ့ကင်းတဲ့သူဆိုတာဘယ်သူမှမရှိပါဘူးအချက်ကစွမ်းအားကြီးဆုံးဆိုတာလည်းမှန်ပါတယ်ဒါပေမဲ့လူတစ်ယောက်ကကိုယ့်ဘောအမြဲကောင်းလိမ့်မယ်မှန်ကန်လိမ့်မယ်ဆိုတာတွေကတော့မဟုတ်ဘူးမှန်ကန်တာတွေဖြည့်ဆည်းပေးတဲ့ဆိုတာတွေကတခါတည်းအချင်းနဲ့ထပ်တူကြခြင်းမှကြားလိမ့်မယ်ဆိုလိုတာကတိတ်ချစ်တဲ့သူတွေကလည်းတိတ်ဆိုးရတဲ့အပြုမှုတွေလောက်ရက်တွေကိုလုပ်နိုင်တယ်ကျွန်တော်တို့မမျှော်လင့်တာတွေကိုလုပ်ပြနိုင်တယ်လူတရားကတော့ကိုကောင်းသလိုသူများတွေပြန်ကောင်းမယ်လို့တလွဲအထင်နဲ့ထိန်ချုပ်ချင်နေတာပါဒါမမှန်ပါဘူးကျေးဇူးရှိတာနဲ့အလိုလိုက်တာဟာတတ်စီပါအချိန်ချင်းကူညီခဲ့ဘူးတဲ့လူတယောက်ကကိုလိုအပ်တဲ့အချိန်တိုင်းအနားရောက်လာလိမ့်မယ်လို့တော့မျှော်လင့်မထားလိမ့်နဲ့နယ်ပယ်တစ်ခုခုမှာအတော်လေးကျွမ်းကျင်လာရင်ဒီနယ်ပယ်နဲ့ပတ်သက်လို့အရာရာတက်သိပြီးထိန်ချုပ်နိုင်ပြီလို့ထင်လာတတ်တဲ့အချင်းရှိတယ်စွန်စားမှုတွေကိုနိုင်နေတာထက်ပိုလုပ်ချင်လာတယ်ကိုတည်ထားတာထက်ပိုပြောချင်လာတယ်ကိုနားလေတာထက်ပိုဖန်တီးချင်လာတယ်ဒါရီယာကိုနယ်ပယ်မှာထိတ်ဆုံးရောက်နေပြီဆိုတော့မန်နဲ့အထင်မှားမှုတွေစိတ်ထဲဝင်လာလို့ပါထိန်ချုပ်ခြင်းနဲ့စိတ်ဟာသိပင်ပန်းစေပါတယ်အများအပြားကိုတိုက်ရိုက်ကင်တွေလို့မရတာတွေနဲ့ပတ်သက်ရင်ပိုပြီးအောင်ဖြည့်ဆည်းမှုတွေပေးတတ်ပါတယ်ဗိမာန်မှုကိုရှော့ခြင်းနဲ့ဆိုရင်မျောလင်းချက်တွေကိုနည်းနည်းပဲထားပြီးလောက်စရာရှိတာကိုသာအကောင်းဆုံးလုပ်ရပါမယ်စေတနာတန်သောကူညီပေးတတ်ရမယ်ကျေးဇူးမတုံ့ပြန်တဲ့သူတွေပေါ်လဲနားလေပေးနိုင်တဲ့ယဉ်ကျေးမှုမျိုးတိဆောက်ယူကြရမယ်ချစ်ချင်းနဲ့လိုက်လျောမှုဟာအမြဲထပ်တူမကြနိုင်တာကိုနားလေပြီးကိုယ့်အပေါ်ချစ်တဲ့သူတွေမှာရှိတဲ့အခက်အခဲတွေနဲ့ခံစားချက်တွေကိုပိုသိနိုင်အောင်ကြိုးစားရပါမယ်အပေါ်ရန်တွေကိုတန်ဖိုးမထားမိပါစေနဲ့တခါတော့တက္ကသိုလ်ပါမောက္ခတယောက်ဟာသူရဲ့တပည့်ဟောင်းတွေနဲ့ပြန်လည်တွေ့ဆုံဖို့အတွက်သူ့အိမ်ကိုချင်းဆိုလိုက်ပါတယ်ဒီလိုနဲ့တပည့်တွေရောက်လာကြတဲ့အခါသူတို့ဟာအချင်းချင်းအလုံးမှာဘယ်လောက်ထိစိတ်ဖိစီးမှုတွေများရကြောင်းဘယ်လောက်ထိအလုပ်တွေလုပ်ရတာပင်ပန်းကြောင်းအပန်းပြေခရီးကိုအလုပ်တွေထဲမှာပင်နင်းမြုပ်နေတာကြောင့်မတော်အပြစ်ကြကြောင်းအလုပ်ထဲကလုပ်ပေါ်ကံမဲ့တွေနဲ့အဆင်မပြေကြကြောင်းအခုလက်ရှိအလုပ်ဟာသူတို့အတွက်အဆင်မပြေကြကြောင်းဘဝမှာပျော်ရွှင်မှုတွေပျောက်ဆုံးနေကြကြောင်းတခြားသူတွေနဲ့အမြဲကြောက်ကစားဖြစ်နေတာကြောင်းတွေကိုအပြန်အလှန်ပြောပြနေကြပါတယ်အဲ့ဒီချိန်မှာပဲပါမောက္ခကြီးဟာအားလုံးကော်ဖီတောက်ကြမလားလို့မေးလိုက်ပါတယ်အားလုံးကလည်းဟုတ်ကဲ့လို့တညီတညွတ်ထဲဖြေကြပါတယ်တိတ်မကြခင်မှာဆရာကြီးကကော်ဖီထည့်ထားတဲ့အိုးရဲအကြီးအသေးပုံစံမျိုးစုံအယောင်မျိုးစုံရှိတဲ့ကော်ဖီကွက်လေးတွေကိုယူလာခဲ့ပါတယ်တပည့်တွေဟာအလားဆုံးနဲ့ကိုယ်အချိုက်ဆုံးဖြစ်မဲ့ခွက်တွေကိုတိုးဝေလူရက်ပြီးအပြိုင်ဆိုင်ယူကြပါတော့တယ်ပြီးတော့သူတို့ဟာတယောက်ကိုခွက်တစ်ခုစီရသွားတဲ့အခါကော်ဖီတယောက်တစ်ခွက်စီတောက်လိုက်ကြပါတယ်
အဲဒီအချိန်မှာပါမောက္ခကြီးကအခုလိုဆုံးပါပါတယ်တပည့်တို့မင်းတို့တွေဟာဘယ်အရာကကိုယ့်အတွက်အရေးကြီးဆုံးလဲဆိုတော့ကိုဘဝမှာရွေးချယ်စရာတွေနဲ့ကြုံလာတဲ့အခါမှန်မှန်ကန်ကန်မရွေးချယ်နိုင်ကြဘူးတကယ်တော့မင်းတို့အတွက်ခွက်ဟာဘယ်လောက်များအရေးပါနေလို့လဲကာဖီကသာတကယ်အရေးပါတာမဟုတ်ဘူးလားမင်းတို့ဟာမင်းတို့ဘဝမှာတကယ်အရေးမကြီးတဲ့အရာတွေအတွက်လုပ်ငန်းခွင်နဲ့နေစဉ်ဘဝတွေမှာအချင်းချင်းတိုက်ခိုက်လို့ရနေကြတယ်မင်းတို့ဟာအပေါ်ယံကွန်ကာတွေကိုပဲကြည်လို့တဲ့အခါတကယ်တန်ဖိုးရှိတဲ့အရာတွေကိုမေ့လျော့သွားတတ်ကြတယ်မင်းတို့ဟာအပေါ်ယံအပြင်စင်တွေကိုပဲမမောဖတ်တွေ့နေကြတဲ့အခါတကယ်ကိုအတွက်အရေးပါတာတွေကိုဆုံးရှုံးသွားကြရတယ်အပေါ်ယံတွေကိုမိတ်ဆွေဖြစ်တဲ့ခင်မင်းတွေတာလာကြတဲ့အခါအပေါ်ယံတာယာမှုတွေကိုပြောစရာဖြစ်တဲ့ရှာဖွေဖန်တီးလာကြတဲ့အခါအပေါ်ယံခြေသားမှုတွေကိုအလားပါဖြစ်မမောတွေ့တာလာကြတဲ့အခါအပေါ်ယံဟန်ဆောင်မှုတွေပေါ်တကယ်အရေးသွေးတွေဖြစ်ထင်မှားယုံကြည်လာကြတဲ့အခါနောက်ဆုံးကျွန်တော်စီမှာစိတ်ဆင်းရဲစရာတွေသာကြံခဲ့ရတာပါအကာအယံတွေနဲ့တကယ်အနှစ်သာရတွေကိုခွဲခြားမြင်တတ်ဖို့ကိုရိုင်းကအစင်မှန်ကဘာလဲဆိုတာကိုအသေးချာနားလည်ရပါမယ်စာအုပ်တော့မှဖတ်ဘူးတယ်မင်းမျက်နှာမှာညစ်ပေနေတာကိုဖွင့်ပြောရင်းနဲ့သူဟာမင်းမိတ်ဆွေအစ်စ်ပဲတဲ့မိတ်ဆွေစစ်တွေကကျွန်တော်တို့ညုံညင်မာကိုခံရတယ်ကျွန်တော်တို့စိတ်ဆိုးမှာအထင်လွဲမှာမကောမပြောမှာကိုသိပေမဲ့ကျွန်တော်တို့အတွက်အကျိုးရှိစေမဲ့အလုပ်တွေကိုလုပ်ရဲတယ်ပြောရဲတယ်ကျွန်တော်တို့ကသူများအထင်ပြင်းတွေကိုအလို့ရအပြိုင်ဆိုင်ပြောကြတယ်ကောင်းမလေးတယောက်ကိုရဖို့တကယ်ချင်းတွေကြားမှာအပြိုင်ဆိုင်တွေဖြစ်ကြရတယ်အထက်လူကြီးမျက်နှာရဖို့အတွက်တယောက်မကောင်းကွက်တယောက်ရှာပြီးတစိတ်ကိုတဲအိလောက်ကတယောက်နဲ့တယောက်ကန်လန်တိုက်ကြတယ်ကျွန်တော်တို့ပြိုင်ဆိုင်နေကြတာရှင်လို့နေကြတာတွေကဘာတွေလဲဘာအတွက်လဲဘသူတန်ဖိုးကိုမြင့်ပေးမှလဲဘသူပျော်ရွှင်မှုကိုတိုးစေမှလဲကိုနဲ့သူတယောက်ယောက်မှတကယ်တမ်းရသွားမှာကဘာတွေလဲအနှစ်သာရမရှိတာတွေအတွက်ရှင်မြန်ကြရတာတန်ရဲ့လားတိတ်အရေးမပါတာတွေအတွက်ကိုကျင်တရားတွေကိုချင်းစာစိတ်တွေအပြန်အလှန်လေးစားမှုတွေမထားနိုင်ကြတော့တာကရောဖြစ်သိရဲ့လားတခုခုကိုပြိုင်ပြီးလူယူရတော့မယ်ဆိုတဲ့အခါတကယ်အနိုင်နဲ့တကယ်အရှုံးတွေကိုနိုင်ရှင်ကြည့်တယ်ကျွန်တော်တို့ဒါမှမဟုတ်တရားရောက်စီမှာငွေကြေးရာထူးနဲ့ကုံမာနတွေသာတိုးလာပြီးရင်တွင်ကစိတ်နေသဘောတွေစာနာစိတ်တွေကလျော့ပါသွားရရင်ဒီလိုပြိုင်ပွဲမျိုးကအစာကလေးကလက်ရှောင်လိုက်တင်နေမဟုတ်လားငွေကြေးကကျွန်တော်တို့ဘဝရဲ့ပြဿနာအများစုကိုဖြေရှင်းပေးနိုင်တယ်ဒါပေမဲ့အရာအလုံးကိုတော့ငွေနဲ့တန်ဖိုးဖြတ်လို့မရဘူးဝယ်လို့မရနိုင်ဘူးဒါကိုကငွေနဲ့မရနိုင်တာဘာမှမရှိဘူးဆိုပြီးဝယ်ရဖို့တခုတည်းကိုသာကြည့်ကမိသားစုတွေပတ်ဝန်းကျင်တဲ့သဘာဝတွေကိုစမ်းကြည့်ပြီးလုပ်ရင်အထီးကျန်မှုဝမ်းနည်းမှုနဲ့နောင်တတွေနဲ့သာဘဝအဆုံးသတ်သွားလိမ့်မယ်လူတယောက်ရဲ့ရည်သွေးနဲ့ကိုချင်းတရားကိုတချို့ကခဏနဲ့အကဲဖြတ်တတ်ကြတယ်ခဏပဲပေါင်းကြည့်ပြီးဆုံးဖြတ်လိုက်တယ်ကျွန်တော်တို့စိတ်ထဲမှာရှိတဲ့အခြားသူတွေပေါ်ထားတဲ့မနာလိုစိတ်တွေအလိုမကျခြင်းတွေကိုဟန်ဆောင်ပြီးသူတို့အလိုကျခဏတာတော့ဟန်ဆောင်ဆက်ဆံပြလို့ရတယ်တချို့ဆိုရင်ရေရှည်လိမ်ညာထားနိုင်ကြတယ်ဒါပေမဲ့သူတို့ရဲ့ကိုချင်းတရားနဲ့စိတ်သဘောထားတွေကတော့မဖြူစင်ဘူးမယိုးဖြောင်ဘူးမတေးကြည်ကြဘူးဒါကြောင့်လူတွေကိုအပေါ်ယံကြည့်ပြီးအလျင်မြန်ဆုံးဖြတ်တာမျိုးမလုပ်သင့်ဘူးကျွန်တော်တို့ကိုယ်တိုင်ကကိုချင်းတရားမိတ်ဆွေတငယ်ချင်းငွေချင်းမိသားစုအစားအစာရရမှာသူတို့ရဲ့တကယ်အနှစ်သာရတကယ်အစစ်မှန်တရုပ်ကိုမြင်နိုင်ဖို့အရေးကြီးတယ်မျက်နှာဖုံးကိုဖယ်ပြီးကျင်းနိုင်ရမယ်ဘာကတကယ်တန်ဖိုးရှိတာလဲဆိုတာကိုစဉ်းစားဆုံးဖြတ်ရမယ်ဒါမှပဲတန်ဖိုးထားတဲ့နာကိုထားနိုင်မှာအပေါ်ယံတွေနဲ့ဝေးနိုင်မှာအပေါ်ယံတွေကိုတန်ဖိုးထားမိနေတာတွေကိုလည်းပြုပြင်နိုင်မှာတကယ်တော့ကျွန်တော်တို့ဘဝမှာကျွန်တော်တို့ကိုအမှန်တကယ်ပျော်ရွှင်စေတာဟာကိုယ့်အတွက်တန်ဖိုးရှိစေတဲ့အရာတွေကိုရှာဖွေတန်ဖိုးထားတတ်ခြင်းပါပဲဒီစာအုပ်လေးကိုဖတ်ပြီးသွားတဲ့အခါမိမိကိုယ်ကိုစိတ်ဓာတ်ပိုင်းမှာယဉ်ကျေးအောင်တာမာတဲ့သူဖြစ်အောင်ဘယ်လိုမျိုးနေထိုင်ရှင်သန်ရမယ်ဆိုတာကိုနားလည်သွားမှလည်းဖြစ်ပါတယ်